တကယ်တောင်းတော်မြတ်ကြီးကိုလာရောက်ပြီးတော့လူကြတန်းကြတဲ့သွန်တန်တော်မြတ်တွေပို့ဆောင်ပေးကြတဲ့ဝေပုလွာတွေနဲ့ဝေလွဲသားတွေနဲ့လူတန်းကြတဲ့အလူရှင်တကားတကမတွေကောက်ပဲသီးနှံဆိုင်ရည်တပါဟင်းသီးဟင်းရွက်တွေကအစလူတန်းကြတဲ့သူတွေအတွက်ကိုဘုံဘုံအဋိဋ္ဌံဝင်ပြီးတော့ကြာနန္ဒဆုတောင်းမေတ္တာပို့တာပေးနေပါတယ်ခံစားနေရတဲ့ယောဂါတွေရှိရင်လည်းပြည့်ပြည့်ပြောက်ကင်းအောင်နောက်ထပ်ဝင်လာမဲ့ကဆိုးကပြည့်ယောဂါဆိုးတွေကလည်းလွတ်ကင်းအောင်စီးပွားရေးတွေလည်းအဆင်ပြေအောင်ကျန်းမာရေးတွေလည်းကောင်းအောင်ဘုံဘုံမေတ္တာပို့တာပြီးအားလုံးကိုတတိယနေပါတယ်နေ့စဉ်နေ့တိုင်းလဲမြတ်စွာဘုရားနဲ့ယဟန္တာတွေကိုသွန်တော်ကပ်ပြီးဆောင်ရွက်ပေးနေသလိုအလူရှင်တွေရဲ့ဆွေဆက်မျိုးဆက်ဘဝဆက်ပဋ္ဌာန်းဆက်ပါရမီဆက်တွေပြီးခဲ့တဲ့လကလည်း38မိနစ်နဲ့ပတ်သက်တဲ့ဆွေဆက်မျိုးဆက်တွေအားလုံးကိုတာဝန်ကျေအောင်လပြည့်တစ်ခါလကွယ်တစ်ခါပါဠိနတ်စာတွေလူရန်ပြီးတော့ခင်မွန်ကြီး10ပါးတောင်းပန်ဝင်ချကြတော့ပြီးခဲ့တယ်အခုလာမဲ့ပြာသူလာမှာလဲပို့ပြီးတော့အရေးကြီးလာတယ်ဒုတိယလိုင်းဆိုတဲ့အဆင့်မြင့်နဲ့ယောဂါဇိုးတွေတတိယလိုင်းဆိုတဲ့အဆင့်မြင့်နဲ့ယောဂါဇိုးတွေကထပ်ပြီးဝင်လာကြတယ်အဲဒီတော့ထပ်ပြီးဝင်လာတဲ့ယောဂါဇိုးတွေကလည်းလွတ်အောင်စီးပွားရေးတွေလည်းအဆင်ပြေအောင်လူမှုရေးတွေလည်းကောင်းအောင်ဘုံဘုံကထပ်ပြီးတော့တိုင်နှန်းရှင်များနဲ့ပတ်သက်တဲ့လဖြစ်တဲ့အတွက်ဆွေဆက်မျိုးဆက်ဘဝဆက်ပဋ္ဌာန်းဆက်တွေကိုအခုလမှာလည်း2ကြိမ်လပြည့်မှာတစ်ခါလပြည့်မှာမလူနိုင်တဲ့သူတွေကိုလကွယ်မှာတစ်ခါနော်လပြည့်လကွယ်2ခါပါဠိနတ်စာလူတန်းပြီးတော့အလူရှင်များအတွက်နော်ခင်မွန်ကြီး10ပါးတွေတောင်းပန်ဝင်ကြကြတော့ပေးမယ်ဒါကြောင့်လူကြတန်းကြဒါနပြုကြတာတွေအခုဆိုရင်လည်းလစဉ်လာတိုင်း9ရက်သားသမီးတိုင်းကျမ်းမာရေးကောင်းအောင်လူကြတန်းကြတဲ့ပို့ဆောင်လူတန်းကြတဲ့အလူငွေတွေထဲကနေပြီးခွဲဝေစုဆောင်လို့ဇီဝိတဒါနတန်ခါစေယုံကြီးမှာသိန်း130လစဉ်လာတိုင်းလူပေးနေတာအခုလဲလူရတော့မယ်အခုလှူထားတဲ့အလူငွေတွေကနေအခုဆရာလေးတို့ပြန်ရင်ဇီဝိတဒါနတန်ခါစေယုံကြီးမှာလူပေးမယ်နော်ဒါကြောင့်ဆေးအလူဒါနသည်ဘေးသူရန်သူအန္တရာယ်သူကတ်ဆိုးကပ်ပြက်တွေကနေလွတ်ကင်းစေနိုင်တယ်ဆိုတာကိုလက်တွေ့ပြဒါကြောင့်သာဓုသမီးတို့ကိုဘေးအန္တရာယ်သူတွေကနေကဲတင်ဆောင်ရှောက်နိုင်တာယရနာ3ပါးပဲရှိပါတယ်နော်ဆရာဝန်တွေလည်းမကဲနိုင်ပါဘူးနော်ဘိုးတော်တွေနတ်တွေလည်းမကဲနိုင်ပါဘူးတကယ်ကဲနိုင်တာယရနာ3ပါးပါဒါကြောင့်ယရနာ3ပါးကိုမမေ့ဖို့နော်အရေးကြီးတာကတရဏဂုံပဲတရဏဂုံကိုနေ့စဉ်ထုံကြပါမိမိပြုလုပ်ထားတဲ့အကုသိုလ်ဟာ1000ဘိုးရှိမယ်ဆိုရင်ကုသိုလ်300ဘိုးလှုပ်တာနဲ့လွတ်ငြိမ်းချမ်းသာကိုမရနိုင်ပါဘူး1000ကျော်ပြန်ပြီးကုသိုလ်တွေလုပ်ရပါမယ်နော်ဥပမာပြောရရင်အခောက်1000ရွတ်မှနော်မိမိရဲ့အကုသိုလ်တွေပြည့်ပြဲပြီးကျမ်းမာရေးကောင်းမယ်ဆိုရင်အခောက်300လောက်ရွတ်ပြီးရွတ်တယ်ဆိုပြီးလို့နော်ရွတ်ရသားနဲ့ဘာဖြစ်လို့ကျမ်းမာရေးမကောင်းလဲဖြစ်လာတတ်ပါတယ်ကျွေးမကြည်လို့ပါမိမိတို့ရဲ့ကျွေးသည်1000ဘိုးရှိရင်2000ဘိုးလောက်ရွတ်ရင်ပိုကောင်းပါတယ်ဒါကြောင့်အခောက်အရေးအတွက်များတဲ့များအောင်သာနော်ကြိုးစားကြပါလို့နောက်ပြီးတော့ကိုချင်းစာတရားကြီးမှလဲနော်ကတ်ကြီး3ပါးကလွတ်မယ်နော်နောက်ပြီးတော့96ပါးယောဂဝေဒနာတွေကလွတ်မယ်အဲ့ဒီလိုလွတ်မြောက်နိုင်ဖို့အတွက်ဘုံဘုံကဒီကနေပြီးတော့အကူအညီပေးမယ်ကမ္မထန်နေထိုင်နော်မေတ္တာတွေပို့ပေးမယ်သာဓုသမီးတို့ကဒါယရနာ3ပါးမမေ့ကြပါနဲ့ကိုချင်းစာတရားကိုလက်မလွတ်ကြပါနဲ့ကိုချင်းစာပြီးတော့သရဝါရီကိုဘေးမဲ့ပေးနိုင်ရင်ကိုယ့်ရဲ့အသက်လည်းဘေးမဲ့ရပါလိမ့်မယ်သရဝါရီကိုအသက်ချင်းကိုချင်းစာလိုက်ပါ
နော်တတဝါတွေကိုခန္ဓာကိုယ်ချင်းလဲကိုယ်ချင်းစားလိုက်ပါကိုယ်ခန္ဓာကိုယ်ကြီးဘတော်မှသိကြည်ပြည့်စည်ခြင်းမရှိစေရအသက်ချင်းကိုယ်ချင်းစားရင်ကိုယ်အသက်ကိုတတ်မဲ့သူလဲတတ်လို့မရအဲ့ဒါကာယသိတိပြီးတာပါပဲနော်ဒါကြောင့်မလို့ဟောဆေးအလူဒါနဒီယောဂဝေဒနာဆိုတွေကလွတ်မြောက်တရားမေတ္တာတရားတွေနဲ့ဟောဖြစ်လာသမျှအရာရာကိုသီးခံနိုင်ရင်ပိုးပြီးမမြတ်ပါတယ်နော်ဟောသီးခံနိုင်ရင်စွမ်းအင်ကြီးရပြီးတော့ကိုယ်ကတောင်တစ်ဆင့်ကိုမိသားစုကိုကာကွယ်ပေးနိုင်ပါတယ်ဒါကြောင့်မလို့လူတိုင်းနော်ကိုချင်းစာတရားတွေမေတ္တာတရားတွေသီးခံခြင်းတရားတွေနဲ့ဘုံဘုံဟောတာတဲ့တရားတွေကိုနာယုံနဲ့မပြီးပါဘူးလိုက်နာကျင့်သုံးဖို့ကိုအရေးကြီးပါတယ်ဒါကြောင့်ဒါတို့သမီးတို့အတွက်ဘုံဘုံဒီမှာရှင်းညာအထုတ်ပြီးတော့เนาะဆောင်ရွက်ပေးနေတာเนาะအခုဆိုရင်ကိုဗစ်ကာလကြီးကပိတ်ထားတာဟာ8လကျော်9လကျော်ခဲ့ပါပြီเนาะဒါကြောင့်မလို့ဟောအဲ့ဒီလတွေအတွင်းမှာတာတို့သမီးတို့အတွက်ဘုံဘုံကြိုးစားပေးနေပါတယ်တာတို့သမီးတို့ကလည်းကြိုးစားပြီးတရဏဂုံတကူလုံးကိုခြုံပလိုက်ခမ်းမှာအာရပါရခြုံတမ်းမှာနော်တသိန်းခြုံလာတဲ့2သိန်းခြုံနိုင်အောင်2သိန်းကနေ10သိန်းခြုံနိုင်အောင်10သိန်းကနေဟာလာ15သိန်းခြုံနိုင်အောင်ဟောသိန်းပေါင်းများစွာကိုယ်ခန္ဓာကိုယ်ကိုတရဏဂုံခြုံထားလိုက်ခြင်းအားလုံးအောင်မြင်ပါလိမ့်မယ်အကယ်၍မြတ်ကိုယ်ပြီးလို့ဘုံဘုံထွက်လာပြီးတော့တရားဒေသနာတွေဟောကြားမယ်ဆိုရင်သားတွေသမီးတွေမျက်နာကိုကြည့်ပြီးတော့အာရဝန္တာလက်သီးလက်မောင်းတန်းပြီးအဲ့ဒါမှငါသားသမီးတွေဟေးဆိုပြီးတော့ဘုံဘုံပြောရွှင်နိုင်မှာပေါ့နော်ဒါကြောင့်ဒီမှာကျင့်ညာအားထုတ်ရတဲ့တန်ဖိုးလေးတွေကိုသားတို့သမီးတို့ကဘုံဘုံစကားနားထောင်ပြီးကိုချင်းစာတရားတွေနဲ့တတဝအလုံးကိုပေးမဲ့ပေးနိုင်ရင်တော့အမွန်ဆုံးအမြတ်ဆုံးပါပဲကဲလိုအင်ဆန္ဒတွေပြည့်စုံကြပါစေဗျာပြည်တဲ့စုနဲ့ပြေဆုံးပါပါလိမ့်ဗျာဆရာတော်ဘုရားကြီးရဲ့ဩဘာသာပါနော်အားလုံးဝမ်းမြောက်ဝမ်းသာတာတို့ခေါ်ပါ